အေးဆေးနေတဲ့ကားရစ်တောင်မှဘုံမောင်းတဲ့ပွဲကမတရားခံရမှုပေါ်ပေါက်ကွဲပြီးတော့ဒီလိုတွေပြောလာပြီပရိသတ်များလုံးဝမင်္ဂလာပါခင်ဗျာ Red Wheel တော့ကတင်ဆက်နေပါတယ်ပရီးမီးယားလိဆိုတာကကမ္ဘာကောင်းဆုံးအကျိန်နဲ့ရှိဆုံးနဲ့တရားမျှတမှုရှိဆုံးလိကြီးပါလို့ကြွေးကြော်နေကြပြီမြဲကွင်းလက်တိုင်းနေတဲ့ VR ခန်းတွေကလူတွေရဲ့ဆုံးဖြတ်ချက်တွေကိုကြည်လိုက်ရင်တော့ရက်ွက်တွေကကြေးစားပွဲလောက်တောင်မှစံနှုံးမမီတာကိုရင်နာပွဲတွေ့မြင်နေရတာပါဘုံမောင်းတဲ့ပွဲအပြီးမှာအမြဲတမ်းတည်ငြိမ်အေးဆေးလေးရှိတဲ့မိုက်ကယ်ကိုင်းလိုနေပြမျိုးတောင်မှအတိတ်ပဲမရှိတာပဲလို့ဒေါသတကြီးပေါက်ကွဲလာတာကညတဲ့ပေါ်မှာကျူးလွန်ခဲ့တဲ့တန်လူကြီးတွေရဲ့အရှက်မဲ့လုံးနဲ့နှစ်ခွဆန်နှုံး double standard ကြောင့်ပဲဖြစ်ပါတယ်။ကားရီထောက်ပြသွားတဲ့ချက်ကကလေးတယောက်တောင်မှနားလည်နိုင်လောက်အောင်လို့ရှင်းလင်းလွန်းပါတယ်။ဘောလုံးဥပဒေဆိုတာကအတင်းတိုင်းအတွက်တူညီရမှာဖြစ်ပါတယ်။ဘုံမောက်ကစားမ traffic ကအာမတ်တီယာလိုကို area ထဲမှာလက်နှစ်ဖက်လုံးနဲ့ဆွဲလဲခဲ့တာမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။အာမတ်ဘောလုံးစီကိုသွားမဲ့လမ်းကြောင်းကိုအထင်ရှားတားဆီးခဲ့ပါတယ်။ဒါမဲ့တန်လူကြီးကဘာမှမဖြစ်တယ်လို့ခေါင်းခါသွားခဲ့ပါတယ်။ပွဲပြီးကနီးမှာမကွန်ရကခရူပီကို area ထဲမှာဖြတ်ထုတ်ပါတယ်။ကားရီပြောသလိုပဲဒီဖြစ်ရမှာလဲလက်နှစ်ဖက်နဲ့ဆွဲတာအတူတူပါပဲဒါပေမဲ့ဒီချိန်မှာတော့ဒန်လူကြီးကပနရီပေးုံသာမကပဲဓာတ်ရိုက်နီကပ်ပါထုတ်ပြခဲ့ပါတယ်ဒါကတကယ်ကိုရုပ်ဆိုးကြီးတန်လုံးနဲ့နှစ်ခွဆန်နှုံးဖြစ်ပါတယ်ဖြစ်ရတစ်ခုတည်းပုံစံတစ်ခုတည်းကိုစက္ကန့်ပိုင်းလေးအတွင်းမှာပဲဆုံးဖြတ်ချက်နှမျိုးကွဲသွားတယ်ဆိုတာကဒန်လူကြီးရဲ့ရည်ချင်းညံပြင်းမှုလားဒါမှမဟုတ်တည်င်းပေါ်မှာမလုံမုန်းထားတဲ့ပတ်လိုက်မှုလားဆိုတာက PGMOL အနေနဲ့ရှင်းရှင်းလင်းလင်းအဖြေပေးရမယ့်ကိစ္စဖြစ်ပါတယ်ကားရီပြောရဲ့တစ်ခုကိုပေးပြီးတော့နောက်တစ်ခုကိုမပေးတာနားမလည်နိုင်ဘူးဆိုတာအင်မတန်ယဉ်ကျေးတဲ့စကားဖြစ်ပါတယ်ပရိသတ်တွေမြန်မာတော့ဒါကတရားဝင်ဓမြတိုက်ခံလိုက်ရတာတက်ပါပြီဒီနေရာမှာကွင်းလက်တိုင်းကိုကြီးပဲအပြစ်တင်လို့မရပါဘူးဒေါ်လာတန်ပေါင်းများစွာကုန်ကျခံတက်ဆင်ထားတဲ့ VR စနစ်ကြီးကဘာလုပ်နေတယ်လဲဆိုတဲ့မေးခွန်းကိုထုတ်ရမှာဖြစ်ပါတယ် VR ဆိုတာကကွင်းလက်တိုင်းရဲ့အမားတွေကိုထောက်ပြပြင်ဆင်ပေးဖို့တည်ရှိနေတာပါအာမတ်ကိုလက်နှစ်ဖက်နဲ့ဆွဲချလိုက်တဲ့အချိန်မှာ VR ခန်းထဲကဒိုင်တွေကကော်ဖီတောက်ရင်နဲ့ငိုင်မိနေကြတာလားမော်နီတာမျက်နှာပြင်ကြီးတွေရှေ့မှာထိုင်နေပြီးတော့ဒီလောက်ထင်ရှားတဲ့ပြည်တိုင်ကိုမမြင်ဘူးဆိုတာကလုံးဝလက်ခံနိုင်စရာမရှိပါဘူးပြဿနာကကွင်းလေတိုင်းရဲ့ဆုံးဖြတ်ချက်ကို VR ကဝင်မစွတ်ဖက်ခြင်းနဲ့အကျဉ်းစိုးကြီးပရီးမီးယားလိမှာအမြင့်တွဲနေတာပါ။မာမန်တီတီနဲ့ clear the obvious error ထင်ရှားတဲ့အမှားမဟုတ်ဘူးဆိုတဲ့စကားလုံးလှလှလေးတွေကိုသုံးပြီးတော့လိန်ညာနေတာကပရိသတ်တွေကိုယူကြောင်လုပ်နေတာပါပဲ။ကောင်းရီပြောတဲ့အဓိပ္ပာယ်မရှိတာပဲဆိုတာကအဲ့ဒီ VR ခန်းထဲကလူတွေရဲ့လောက်ရက်ကိုတက်ကြီးစော်ထည့်လိုက်တာဖြစ်ပါတယ်။မိုက်ကယ်ကားရီဆိုတာဘောလုံးလောကမှာလူကြီးလူကောင်းဆန်သူတယောက်ဖြစ်နာမည်ကြီးပါတယ်။သူကဂျိုဆေးမော်ရင်ဟိုလိုမီဒီယာရှေ့မှာဒိုင်တွေကိုပတ်ဆက်ဆဲဆိုတဲ့သူမဟုတ်တယ်လို့ကလော့လိုကွင်းပေးမှာတောင်းကျမ်းတဲ့သူလည်းမဟုတ်ပါဘူးအများတန်းပြုံးလေးနဲ့ဒီငင်ငင်ပဲဖြည့်ရှင်းတဲ့ကားရီကိုရိုင်ကအရန်ကိုစိတ်ပြက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ပဲအတိတ်ပဲမရှိဘူးလို့ထုတ်ပြောလာပြီးဆိုရင်တော့အဲဒီဆုံးဖြတ်ချက်ဟာဘလောက်တောင်အောက်တန်းကျပြီးတရားလက်လွတ်နိုင်လွန်းတယ်လဲဆိုတာကိုတသက်ပြနေပါလိကားရီရဲ့ဒီစကားတွေဟာရှုံးမဲတာမဟုတ်ပဲအတင်းအတွက်ရတဲ့တရားမျှတမှုကိုတောင်းဆိုလိုက်တဲ့ခေါင်းဆောင်တယောက်ရဲ့အတန်းမှာပဲဒီလိုမျိုးတန်လူကြီးတွေရဲ့အမားတွေဟာပွဲပြီးရင်တောင်းပန်စာတစ်စောင်ထုတ်လိုက်ရုံနဲ့ပြီးသွားမဲ့ကိစ္စတွေမဟုတ်ပါဘူးအာမတ်ရဲ့ပင်နရီတာရခဲ့ပြီး United သာနိုင်ပွဲရခဲ့ရင်အခုချိန်မှာအဆင့်၄နေရာအတွက် Aston Villa ကိုအများကြီးဖြတ်ထားနိုင်မှာပါအခုတော့ဒန်လူကြီးရဲ့အမားတစ်ခုရဲ့အကြောင်း United ဟာတမတ်ပဲရခဲ့ပြီးတော့ PR တွေအများကြီးပြီးသွားခဲ့ရပါပြီဘောလုံးတစ်သင်းဟာတပတ်လုံးသွေးထွက်အောင်လေ့ကျင့်ပြီးတော့နီးပြားကညာဘက်အေးပြက်ခံနီးပြူဟာတွေဆွဲလာပြီးမြဲကွင်းထဲရောက်တဲ့အခါမှာဒန်လူကြီးတယောက်ရဲ့မျက်မမြင်ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့အရာအလုံးရေစုံမျောသွားရတယ်ဆိုရင်တော့ဘယ်သူကဒီလိကိုဆက်ပြီးတော့ယုံကြည်ရဲတော့မှလဲညီကိုတို့ကြီးခင်ဗျားတို့ရောဘယ်လိုမြင်ကြလဲခင်ဗျာပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ